ရှင်တာကစီးကြောင်ပြီးတော့အမေရင်းကိုဓာတ်နဲ့ထိုးပြီးတော့တိတ်ဆုံးသွားတဲ့သတင်းကိုဒီနေ့စဉ်ကပြပြပေးမှာပဲဖြစ်ပါတယ်။ထိုင်းသတင်းတွေရဲ့ပြောပြချက်အရကတော့ဥပုံလာဌာနီမှာရှိတဲ့နိုင်တနာဖုန်ခေါ်နိုင်ရင်အသက်29နှစ်အမျိုးသားကနေမှာပဲစီးကြောင်ပြီးတော့အမေရင်းကိုဓာတ်နဲ့ထိုးပြီးထွက်ပြေးသွားတဲ့နောက်ပိုင်းမှာထိုင်းရဲတွေကဖမ်းမိသွားတယ်ဆိုပြီးတော့ထိုင်းသတင်းတွေထဲမှာကြေညာထားတာပဲဖြစ်ပါတယ်။နိုင်ရဲ့ဖခင်ကသတင်းတောက်တွေပြပြချက်အရကတော့နိုင်ရင်ကပြဿနာတွေရှာတယ်စီးလဲဆွဲနေတဲ့အတွက်ကြောင့်မို့လို့သူတို့မှရှိတဲ့ပတ်စံ2သိန်းကိုနိုင်ကိုပေးလိုက်တာတော့မှနိုင်ရင်ကအမေကိုတတ်တဲ့အထိလုပ်တဲ့အတွက်ကြောင့်မို့လို့တားဖြစ်မှဆွန့်လွတ်လိုက်ပြီးနောက်ထပ်မပတ်သက်တော့ပါဘူးဆိုပြီးတော့တာဝန်ရှိတဲ့သူတွေကိုဖြေကြားခဲ့ပါသေးတယ်။နိုင်ရင်ကလည်းသူ့ရဲ့အမားတွေအားလုံးအတွက်အမေရဲ့အလောင်းရှိမှာအမေကိုသားရှစ်ပါတယ်အမေကိုတောင်းပန်ပါတယ်အမေကောင်းရဒုက္ခတွေလာပါစေဆိုပြီးတော့ငိုကြွေးခဲ့တယ်ဆိုပြီးတော့ထိုင်းသတင်းတွေထဲမှာဖော်ပြထားပါသေးတယ်ရှင်။ရဲရလည်းဒီအမှုအတွက်ဆက်လက်ဆောင်ရွက်သွားပါတယ်ဆိုပြီးတော့ထိုင်းသတင်းထဲမှာကြေညာထားပါတယ်။နောက်ထပ်သတင်းလေးတွေဆက်လက်ပြီးတော့တင်ဆက်ပေးမှာမို့လို့အားလုံးစောင့်ကြည့်ကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်။